နှစ်ပေါင်းများစွာကွာရှင်းထားပြီးတဲ့ဇနီးမောင်နှံဟာတအိပ်ရာထဲမှာပြန်လဲအတူအိပ်နေကြတာကိုတွေ့လိုက်ရတယ်။အမျိုးသမီးကသူတို့နှစ်ဦးကြားကစီးကိုမကြော်ဘူးသူ့ကိုတတိပေးတယ်အမျိုးသားကလည်းဘယ်တော့မှမကြော်ဘူးလို့တတိပေးခဲ့ပေမဲ့အမျိုးသမီးအိပ်ပျော်သွားတာနဲ့လေအေးပေးဆက်ကိုရည်ရွယ်ချက်ရှိအပူချိန်လျှော့ချလိုက်တယ်။အေးမီလို့အမျိုးသမီးကမတိစိတ်ကနေသူ့စီပိုနီးအောင်တိုးသွားတယ်။အဲ့ဒီနောက်အမျိုးသားကသူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။အမျိုးသမီးနိုးလာတဲ့အခါသူကတိမတီတဲ့အတွက်ချက်ချင်းမေးခွန်းထုတ်တယ်ဒါပေမဲ့အမျိုးသားကစီးကိုကြော်သွားသူကသူမကိုယ်တိုင်သာဖြစ်တယ်လို့ပြောတယ်ဒီစကားကိုကြားလိုက်ရတော့အမျိုးသမီးကလန့်ပြီးအခန်းထဲကနေအမြန်ထွက်ပြေးသွားတယ်။ဘာကြောင့်လဲဆိုတော့ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာတော့သူကသူမရဲ့နှလုံးသားကိုလှုပ်ခါနေသေးပဲဆိုတာသဘောပေါက်သွားလို့ပါလွန်ခဲ့တဲ့6နှစ်တုန်းကအမျိုးသမီးဟာသူမရဲ့စီးပွားရေးလုပ်ငန်းမှာမအောင်မြင်ခဲ့ဘူးသူမဟာတခြားသူတွေကိုမိခိုတဲ့သူတယောက်မဖြစ်ချင်ခဲ့ဘူးဒါကြောင့်သူ့ကိုလက်လျှော့ဖို့မျှော်လင့်ပြီးကိုယ်တိုင်ပဲကွာရှင်းဖို့စတင်ခဲ့တယ်သူမဟာသူ့ကိုအသုံးမကျတဲ့လူခင်းလို့ခေါ်ပြီးရည်ရွယ်ချက်ရှိနာကျင်စေတဲ့စကားတွေပြောခဲ့တယ်ပြီးတော့သူတို့ရဲ့မင်္ဂလာလက်စွပ်တွေကိုနှုတ်ပစ်လိုက်တဲ့အမျိုးသားဟာရင်ခွဲနာကြပြီးတနေ့ကျရင်သူမနောင်တရားလိုက်မယ်လို့ကြိမ်ဆိုခဲ့တယ်သူမသိလိုက်တာကသူထွက်သွားပြီးနောက်မှာအမျိုးသမီးဟာမိုးတဲတဲထဲမှာလက်စွပ်ကိုနေရာတကာပြန်ပြီးလိုက်ရှာခဲ့တာကိုပဲ6နှစ်ကြာပြီးတဲ့နောက်မှာအမျိုးသားဟာဘီလီယံနာဖြစ်လာခဲ့ပေမဲ့အမျိုးသမီးမှာအရင်ကလိုယုံကြည်မှုမျိုးမရှိတော့ဘူးသူမကကုမ္ပဏီတစ်ခုမှာအလုပ်တစ်ခုအတွက်ရှောက်လွှာကိုတင်ခဲ့တယ်သူမမမျှော်လင့်ထားတာကအဲ့ဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌကသူမထားပစ်ခဲ့တဲ့သူမရဲ့ခင်မွန်းဟောင်းဖြစ်နေတာပဲအမျိုးသမီးဟာစိတ်မသက်မသာဖြစ်ပြီးသူနဲ့ထပ်မံပတ်သက်ဖို့မလိုချင်ခဲ့ဘူးဒါကြောင့်သူမဟာအင်တာဗျူးကိုရည်ရွယ်ချက်ရှိဖျက်ဆီးခဲ့ပြီးကို့မှာကျွမ်းကျင်မှုမရှိဘူးလို့ပြောတာတစ်လကိုဒေါ်လာ9000လစာတောင်းဆိုခဲ့တယ်အမျိုးသားကလည်းသူမရဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုအလုံးကိုသဘောတူခဲ့ပြီးဒီလိုနဲ့ပဲသူမအလုပ်ရခဲ့တယ်သူမအလုပ်ဆက်လုပ်ပြီးတဲ့နောက်မှာအမျိုးသားကသူမရဲ့လှုပ်ရှားမှုတိုင်းကိုလျှို့ဝှက်စောင့်ကြည့်နေခဲ့တယ်။သူတတိထားမိတာကသူမကနေ့လယ်စာကိုပေါက်စီအနေငယ်ပဲစားတာကိုဖြစ်ပြီးစိတ်မသက်မသာဖြစ်မိတယ်။ဒါကြောင့်ကုမ္ပဏီအကျိုးခံစားခွင့်အသွင်ယူပြီးဝန်ထမ်းအားလုံးအတွက်ခန့်ထားတဲ့နေ့လယ်စာတွေကိုစီစဉ်ပေးခဲ့ပေမဲ့သူမအတွက်ကတော့အထူးတလဲဂရုတစိုက်ပြင်ဆင်ထားတဲ့အကောင်းဆုံးနေ့လယ်စာဖြစ်တဲ့အမျိုးသမီးနေ့လယ်စာကိုလက်ခံရရှိတဲ့အခါစိတ်ရှုပ်ထွေးသွားပေမဲ့သူကသူမကိုချစ်နေစေမှုလို့ဖြစ်နိုင်တယ်လို့ဘယ်တော့မှမတွက်အေးခဲ့ဘူးနောက်ပိုင်းမှာအမျိုးသားကသူမကိုပါတီပွဲတစ်ခုကိုခေါ်သွားပြီးလူတိုင်းနဲ့မိတ်ဆက်ပေးခဲ့တယ်ဘီလီယံနာတယောက်ကသူ့ရဲ့ဩဇာအာဏာကိုသုံးပြီးအလုပ်တင်တယောက်ကိုထောက်ပံ့နေတာကိုလူတွေကအံ့အားသင့်ကြတယ်ဒါပေမဲ့ဒီယာကပရိယေများတဲ့အမျိုးသမီးတယောက်ရဲ့မနာလိုစိတ်ကိုလှုံ့ဆော်ခဲ့တယ်။သူမကအမျိုးသမီးရဲ့ဖောက်တွေကိုရည်ရွယ်ချက်ရှိကြားဖြတ်ပြီးအမျိုးသမီးကဘာမှမသိဘူးလို့ပြောခဲ့တယ်။ဖောက်တွေကအမျိုးသမီးရဲ့ professional ဆန်မှုကိုတန်တရားဝင်လာတဲ့ပိုဆိုးတာကပရိယေများတဲ့အမျိုးသမီးကသူမဟာအဆက်အသွယ်မှတစ်ဆင့်ကုမ္ပဏီတွေကိုရောက်လာတာပါလို့ဆွဆွဲခဲ့တယ်။တီတိုးတန်တွေဟာပရိသတ်ကြားမှာပြန့်နှံ့သွားတယ်။အမျိုးသားဟာစိုးရိမ်လာပြီးသူမတိတ်ဆိတ်နေဖို့စီစဉ်ထားတာလားလို့မေးလိုက်တယ်။နောက်တစ်စက္ကန့်မှာအမျိုးသမီးကဖောက်တဲ့ရဲ့အဓိက project ကိုဆွေးနွေးဖို့တိကျတဲ့နည်းပညာဆိုင်ရာအသုံးအနှုန်းများကိုယုံကြည်မှုရှိအသုံးပြုခဲ့တယ်။ဖောက်တဲ့ရဲ့တန်တရားတွေကချက်ချင်းပြောက်ကွယ်သွားတယ်။ဒါပေမဲ့ပရိယေများတဲ့အမျိုးသမီးကအရှုံးပေးဖို့အသင့်မဖြစ်သေးဘူး။ပြစ်ပေါင်းကြရှုံးနေတဲ့ဒီဇိုင်နာတယောက်တည်းသာဒီ project ကိုကင်တွယ်နိုင်တယ်လို့ကြေညာခဲ့တယ်။နောက်တစ်စက္ကန့်မှာပဲအမျိုးသမီးကသူမဟာအဲ့ဒီဒီဇိုင်နာဖြစ်ကြောင်းထုတ်ဖော်ခဲ့တယ်။ဒါတောင်မှဘယ်သူမှသူမကိုမယုံကြည်ကြဘူး။အမျိုးသားကကူညီဖို့ကြားဝင်ဖို့စူးစမ်းခဲ့ပေမဲ့အမျိုးသမီးကသူ့ကိုတားလိုက်တယ်။အဲ့ဒီနောက်သူမရဲ့ကိုယ်ပိုင်လက္ခဏာကိုတက်တည်ပြတဲ့လက်စွပ်ကိုထုတ်ပြလိုက်တယ်။ဖောက်တဲ့ကသူမနဲ့အတူလုပ်ကင်ဖို့ဒေါ်လာတန်100တန်နဲ့သဘောတူညီချက်ကိုချက်ချင်းကမ်းလှမ်းခဲ့တယ်။ပရိယေများတဲ့အမျိုးသမီးကသူမဟာလက်စွပ်အတူသုံးနေတာပါလို့ဆွဆွဲဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့ဒီတစ်ခါတော့ဘသူတယောက်မှသူ့ကိုဂရုမစိုက်တော့ပါဘူး။လူတိုင်းကအမျိုးသမီးရဲ့လက်မှတ်ကိုရယူ